တကယ်လို့များဘာကြီးဒီပို့ကိုပြောနေတဲ့အချိန်မှာခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားတဲ့သားရဲ့သမီးတွေရှိခဲ့ရင်မကြခင်ချမ်းသာတော့မယ်ကွာနော်ကဲဘာတတ်နိုင်သေးလဲထက်ရကြီးကိုမိတာပဲနော်အခုဒီပို့ကိုကြည့်နေတဲ့သားရဲ့သမီးတွေခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားကြတယ်ဟုတ်လားဘာကြီးမြင်နေရရင်တော့မညာနဲ့ဟုတ်တယ်ဆိုတာလေးကိုမှန်လေးမှရေးသွားလန့်လည်းမသွားကြနဲ့တကယ်လို့များဘာကြီးဒီပို့ကိုပြောနေတဲ့အချိန်မှာခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားတဲ့သားရဲ့သမီးတွေရှိခဲ့ရင်မကြခင်ချမ်းသာတော့မယ်ကွာနော်ဒီနှစ်ကူးပြီးတော့1380ခွန်ကနေ1388ကိုပြောင်းတာနဲ့အဲ့သားတွေသမီးတွေကအလိုလိုအထက်အမြတ်ရရဖြည့်ပြီးသားဖြစ်ပြီးတော့အလိုလိုချမ်းသာကြွယ်ဝလာမယ်အလုတ်ကိုင်းတွေပွင့်လန်းတိုးတက်လာမယ်ငွေတွေဒီလဟောဝင်လာမယ်ကွာနော်ငွေဝင်ကျန်းလာမယ်ကိုလုတ်သမျှကိုင်းသမျှကြိုးစားသမျှတွေအောင်မြင်လာမယ်ဒါကြောင့်မလို့သားသမီးတို့တွေဘာကြီးဒီပိုးလေးကိုကြည်နေလို့ခြေထောက်ထပ်ထားမရင်မလန့်သွားကြနဲ့နော်အဲ့ဒါကောင်းဖို့ဖြစ်လာတာကွာဒါအထက်ရရအလိုလိုဆင်းအလိုလိုရရခြေပြီးသားဖြစ်သွားမယ်နော်အခုလာမဲ့1388ခုနှစ်မှာချမ်းသာမဲ့လူ3မျိုးရှိတယ်ကွာနော်အဲ့1388ခုနှစ်မှာလက်ထက်ပေါင်းသိန်းတဲ့လူတွေလက်ထက်တဲ့လူတွေနော်အလဲထက်လုပ်တဲ့ဂုံတဲ့ပွဲသားတွေနောက်ပြီးတော့အခုဘာကြီးပြောတဲ့ပို့လေးကိုကြည်ရင်းတဲ့ခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားတဲ့သားရဲ့သမီးတွေအဲ့3ယောက်အလိုလိုချမ်းသာလာမယ်ဒါထိုင်နေနေတော့မချမ်းသာဘူးနော်ထီထိုးရင်ထီပေါက်နိုင်တယ်လုပ်ငန်းလုပ်ရင်လုပ်ငန်းတွေကောင်းစားနိုင်တယ်တိုးတက်နိုင်တယ်လက်ကသားသမားဆိုရင်လည်းယာတုတိုးနိုင်တယ်နော်အဲ့လိုရှိပါသားသမီးတွေဒါကတော့ဘာကြီးရဲ့ဒါအထက်မြတ်ရရလေးအချိန်ခါလေးကိုဘာကြီးတွက်ပြီးတော့ပြောပြရင်ဖြစ်ပါတယ်သားသမီးတွေအားလုံးအခုလာမဲ့နော်1388ခုနှစ်မှာအားလုံးအဆင်ပြေကြပါစေလူဝဆန္ဒတွေပြည့်ဝကြပါစေကျမ်းမာချမ်းသာကြပါစေနော်သားသမီးတွေအားလုံးပျော်ရွှင်ချမ်းမြေ့တဲ့နှစ်သက်လေးကိုရောက်ပါစေလို့နှစ်သက်အကျိုးလေးဆုတောင်းမြတ်တာလေးပေးဖို့လိုက်ပါတယ်သားသမီးတို့ကျွန်တော်ဘာကြီးအောင်မြောင်းရတာပါအားလုံးကျမ်းမာချမ်းသာကြပါစေလူဝဆန္ဒပြည့်ဝကြပါစေတပိတ္တကမ္မရကပါ